အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်ကကျွတ်မွေးမွေးလေးနဲ့စားလို့ကောင်းတဲ့မာလာချက်သားကြော်လေးကိုကြော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လိုမျိုးမာလာကြိုက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာပထမဦးဆုံးရေဆေးသန့်စင်ထားတဲ့ချက်သားတွေကိုရစာနှပ်ပါမယ်ခင်ဗျာအရစာနှပ်ရန်အတွက်ကျွန်တော်တို့စားပင်းကပြရဲ့အကြီးခရုစီချက်သားမုံနဲ့ငရုတ်ကောင်းမုံတို့ကိုထည့်ပြီးတော့မှတိတိကျကျလေးနှံ့သွားအောင်နယ်ပေးလိုက်ပါမယ်ခင်ဗျာမာလာအနှစ်ကလည်းငံတက်တာမလို့အရစာနှပ်တဲ့နေရာမှာအငံတက်ကိုနင်းငယ်လောက်ချော့တဲ့ပေးဖို့အတွက်လည်းလိုအပ်ပါတယ်ခင်ဗျာပြီးတော့ရင်တော့တိတိကျကျလေးနှံ့နေအောင်နယ်ပေးရပါမယ်ခင်ဗျာအခုလိုမျိုးတတုံးချင်းအရသာဝင်သွားအောင်တိတိကျကျလေးစုပ်ပြီးတော့မှနေပေးရပါမယ်ခင်ဗျာချက်သားတွေအရသာနေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပြောင်းကုန်မအနှင်းငယ်ကိုလည်းထည့်ပြီးတော့မှဆက်ပြီးနေပေးရပါမယ်ခင်ဗျာဒီနေရာမှာတချို့ကလည်းချက်ဥထည့်ပြီးတော့မှနေတတ်ကြပါတယ်ခင်ဗျာကျွန်တော်ကတော့ချက်ဥမထည့်ပဲဒီတိုင်းရိုးရိုးရှင်းလေးပဲနေခဲ့ပါတယ်ခင်ဗျာချက်သားတွေနဲ့ပြောင်းကုန်မုံတွေကိုအခုလိုအနေထားရောက်တဲ့အထိတိတိကျကျလေးနှံ့ဆက်အောင်နေပေးရပါမယ်ခင်ဗျာအခုလိုမျိုးတိတိကျကျလေးနှံ့သွားအောင်နေပြီးတော့ပြီဆိုရင်တော့ချက်သားတွေကိုကြောဖို့အတွက်ပြင်ရပါမယ်ခင်ဗျာပထမဦးဆုံးအိုးလို့တစ်ခုလေးကိုကျွန်တော်တို့စီထဲပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ကချက်သားတွေကိုမြုပ်တဲ့အထိထည့်ပြီးတော့မှကြောကျင်တာမလို့စီကိုများများလေးသုံးခဲ့ပါတယ်ခင်ဗျာစီကိုလုံလောက်ပူမပူဆိုတာလေတိတိကျကျလေးစစ်ပြီးတော့မှကျွန်တော်တို့ကြိုပေးရပါမယ်ခင်ဗျာအခုလိုမျိုးတူလေးထည့်လိုက်လို့အမြုပ်ကလေးတွေထားနေပြီဆိုရင်တော့ချက်သားကြော်ရန်အစင်သင်းဖြစ်ပါပြီခင်ဗျာချက်သားကြော်တဲ့နေရာမှာမီးကိုများမတော့အောင်ဂရုစိုက်ရပါမယ်ခင်ဗျာချက်သားတွေကကုံမုံနေထားတာမလို့တတုံးနဲ့တတုံးကတ်မနေအောင်ကျွန်တော်တို့ထည့်ပေးရပါမယ်ခင်ဗျာအခုလိုအချိန်မှာအောက်ကိုကတ်နေတတ်တာမလို့တူးမသွားအောင်ကျွန်တော်တို့ခွာပေးရပါမယ်ခင်ဗျာကြော်စားတဲ့နေရာမှာကြက်တောင်ပန်းကြက်အသားမိမိကြက်နဲ့တက်ရာကိုသုံးနိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကြက်တောင်ပန်းအရင်ပိုင်းကိုပဲသုံးထားပါတယ်ခင်ဗျာကျွန်တော်တို့ကြက်သားတွေကိုအခုလိုမျိုးအယောင်လေးတစင်ချင်းပြောင်းလာသည့်အထိကိုတည်တည်ချာလေးကြော်ပေးရပါမယ်ခင်ဗျာဒီအနေလောက်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ချက်သားတွေကိုဆယ်ပေးထားလို့ရပါပြီခင်ဗျာတချို့ကလည်းဆယ်ထားတဲ့ချက်သားတွေကိုအေးခံပြီးတော့မှနောက်တစ်ခါပြန်ကြော်တာမျိုးလည်းရှိပါတယ်ခင်ဗျာကျွန်တော်ကတော့တစ်ခေါက်ပဲကြော်ပါမယ်ခင်ဗျာချက်သားတွေဆယ်ပြီးသွားပြီဆိုရင်တော့ကြံနေတဲ့ချက်သားတွေကိုလည်းပထမကလိုမျိုးပဲထည့်ပြီးတော့မှကျွန်တော်တို့ကြော်ပါမယ်ခင်ဗျာအခုဆိုရင်ကြံနေတဲ့ချက်သားတွေလည်းရပြီမလို့ကျွန်တော်တို့စီစစ်ပြီးတော့မှဆယ်ထားလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ချက်သွန်ပြူစီသက်ရန်အတွက်စီလေးအနှင်းငယ်ထဲပါမယ်ခင်ဗျာကျွန်တော်တို့မာလာအနှစ်တီထဲမှာလည်းစီတွေပါလာတတ်တာမလို့စီကိုအနှင်းငယ်လောက်ရှော့ထည့်ထားပါတယ်ခင်ဗျာပြီးတော့ရင်တော့နှုတ်ဆင်ထားတဲ့ချက်သွန်ဖြူနဲ့ချက်သွန်မိတ်ကိုထည့်ပြီးတော့မှကျွန်တော်တို့စီသက်ပါမယ်ခင်ဗျာဒီနေရာမှာဒေအိုးကိုသုံးပြီးကြော်လို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေပါလိမ့်မယ်ခင်ဗျာကျွန်တော်မှာထားတဲ့ဦးကမရောက်သေးတာမလို့ဒီဦးနဲ့ပဲဆက်ပြီးတော့မှကြော်ခဲ့ပါတယ်ခင်ဗျာချက်သွန်ဖြူနံလေးမွေးလာပြီဆိုရင်တော့ကျွန်တော်တို့မာလာအနှစ်ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာထုံဆက်ကြိုက်လို့ရှိရင်မာလာရှမ်းကောအနှစ်ကိုသုံးနိုင်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်ကစီနေနေတာမလို့စီအနှင်းငယ်လောက်ကိုထပ်ပြီးတော့မှထည့်ခဲ့ပါတယ်ခင်ဗျာမာလာအနှစ်ကတူးတက်တာမလို့ကျွန်တော်တို့မီးကိုရှော့ပေးထားပါမယ်ခင်ဗျာပြီးရင်တော့ချက်သားတွေထည့်ပြီးတော့မှတတိကျလေးနှံ့အောင်မွေးပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီခင်ဗျာဒီနေရာမှာအရသာကိုမီးစမ်းကြည့်ပြီးတော့မှလိုအပ်တာကိုထည့်နိုင်ပါတယ်ခင်ဗျာအခုဆိုရင်မာလာနဲ့မွေးလေးနဲ့စားလို့ကောင်းတဲ့ကြက်ကြော်လေးကိုရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ